ကဲဒါလေးကတော့ဒါငှက်မနှက်တက်တာပေါ့နော်ငှက်မနှက်ဘာကြောင့်တက်လဲဆိုတော့ဒီမှာငှက်ကြီးလေးတွေကပါကြတဲ့ချိန်မှာဒီတိုက်တဲ့ချိန်မှာအမှန်တွေပေါ်မှာငှက်ကြီးလေးလွတ်ဆင်ပြီးတော့ပေတာပြီးရှိပေါ့နော်အဲကြောင့်မလို့ဒီကနေပြီးတော့ကျွန်တော်တို့ဒါငှက်မနှက်လေးတက်ဖို့အတွက်လာရောက်ပြီးတော့လောက်ရတယ်ကျွန်တော်တို့လာရောက်လောက်တိုင်ပြရဖြစ်ပါတယ်ခုကဆိုရင်တော့ဟိုးကနေပြီးတော့ဒီဘက်တိတ်ဒီပေါ့ဒါငှက်မနှက်တက်ပြီးသွားတယ်အနေသားလေးပေါ့နော်ဒါဆိုတော့ငှက်လုံးဝမနာတော့ဘူးစိတ်ချလူချင်းမင်းတို့ဒီနေတိုက်ခိုက်နေပဲဖြစ်ဖြစ်ပေါ့နော်ဒီကုမ္ပဏီလုပ်ငန်းတွေပဲဖြစ်ဖြစ်ဒီအဆောက်အဦအမြင့်ပိုင်းတွေဆိုမှာဆိုရင်ဒီဟိုစမ်းချိတ်ဘားလေးထုတ်ထားတာမျိုးရှိရပေါ့နော်အဲ့လိုမျိုးလေးတွေဒီလိုမျိုးဘက်ကလေးတွေထဲမှာဆိုရင်ဒါမှမနာတက်တာတော့အကောင်းဆုံးပေါ့နော်ကိုယ့်ရဲ့အဲ့မပြည့်စည်သွားဘူးဖက်ရှိနေပေဆုံးမသွားဘူးနားမြင်မှာလှနေမှာပေါ့နော်ဒီဘက်ကဖုန်းနံပါတ်လေးလက်ဆက်သွေးလိုက်အောင်လည်းကျွန်တော်တို့ရဲ့လာရောက်ပြီးတော့ကြည့်ရှုပြီးတော့အလုပ်အနံ့နိုင်ပါပေါ့နော်တိတ်မပြောတတ်လို့ပါ